မြတ်စွာဘုရားကမြင့်မြတ်ယုံနဲ့ဒီပုဂ္ဂိုလ်ကိုမြတ်တယ်လို့ပြောလို့မရဘူးတဲ့မြင့်မြတ်တာကိုအကြောင်းပြုပြီးမြတ်တယ်လို့ပြောလို့မရဘူးအစင်းလာတာကိုအကြောင်းပြုပြီးတော့လည်းမြတ်တယ်လို့ပြောလို့မရဘူးစီးစိမ်ဥစ္စာကြွယ်ဝချမ်းသာတာကိုအကြောင်းပြုပြီးတော့လည်းမြတ်တယ်လို့ပြောလို့မရဘူးမြတ်တယ်ဆိုတဲ့နေရာမှာအမျိုးမြတ်တာနဲ့လည်းမဆိုင်ဘူးရုပ်စင်းလာတာနဲ့လည်းမဆိုင်ဘူးစီးစိမ်ဥစ္စာကြွယ်ဝချမ်းသာတာနဲ့လည်းမဆိုင်ဘူးဘာနဲ့ဆိုင်လို့ကိုကျင့်တရားနဲ့ပဲဆိုင်တယ်ဒီပုဂ္ဂိုလ်တူဟာကိုကျင့်တရားမကောင်းဘူးကိုကျင့်တရားပြက်ပြားနေတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဘလောက်ပဲအမျိုးမြတ်သူ့လောက်ရကမမြတ်ဘူးကိုကျင့်တရားကောင်းတယ်ဆိုရင်ဘလောက်ပဲအမျိုးနှိမ့်ကိုကျင့်တရားကောင်းတာကိုအကြောင်းပြုပြီးတော့သူကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်မြတ်စွာဘုရားရဲ့မြင့်မြတ်မှုမမြင့်မြတ်မှုဆိုတာလူအမျိုးဆက်ကိုအခြေခံပြီးတော့မပြောဘူးလူတွေရဲ့လောက်ရအကောင်းဆုံးကိုသာအခြေခံပြီးတော့မြတ်စွာဘုရားပြောဒါအမှန်တရားမြတ်စွာဘုရားရဲ့ဆုံးမချက်မှာဆိုရင်လူဟာလူချင်းတူတူပဲကွဲပြားခြားနာတာကဘာတော့ဆိုလို့ရှိရင်သူတို့ရဲ့လောက်ရပဲလူချင်းတူတယ်သို့တော့ကောင်းတာလုပ်တဲ့လူမကောင်းတာလုပ်တဲ့လူကောင်းလူဆိုးတတ်မှတ်တာဘာနဲ့တတ်မှတ်ရမလို့ဆိုအမျိုးနဲ့လည်းမတတ်မှတ်ရဘူးအစင်းလှတာမလှတာနဲ့လည်းမတတ်မှတ်ရဘူးစီးပွားဥစ္စာချမ်းသာကြွယ်ဝမှုဆင်းရဲမွဲတေမှုနဲ့လည်းမတတ်မှတ်ရဘူးတတ်မှတ်ရမှာကတော့တကယ်သူတို့ရဲ့လောက်ရကိုချင်းတရားနဲ့သာတတ်မှတ်ရမယ်ဒီလိုမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတင်ပေးတာ